ရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်လေးတဲမှာစာအုပ်တိုင်းမှာပါတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲသိကြလားအဲ့ဒါဘာလဲသိကြပါသလားရှင်သိတယ်ဆိုလို့ရှင်လည်းသိတယ်ပေါ့နော်ဝင်ရေးသွားလို့ရပါတယ်ဝင်မဲ့သွားလို့ရပါတယ်နော်ဟုတ်ပြီအဲ့တော့မြန်မာစာဘာသာစကားဤတဲ့အဲ့တော့ကျွန်မပြောလိုက်တော့မယ်နော်မြန်မာစာဘာသာစကားဤနော်ဗာလဲအနာကြာအပြောဆိုအယုတ်အဖက်အရေးအသားပြီးလို့ရှိရင်စဉ်းစားဖန်တီးတွေးခေါ်မှုများဘာဖြစ်လဲအခြေခံကြတဲ့ကျွမ်းကျင်မှုတွေကိုတက်မြအောင်လို့သင်ကြားပေးရမှာဖြစ်ပါတယ်ဆိုပြီးတော့အဲ့ထဲမှာရွယ်ချက်ထဲမှာပါတယ်ဆရာမတွေအတွက်ပေါ့နော်ဆရာမတွေအတွက်ပါတယ်အဲ့တော့grade 1ကနေပြီးတော့ grade 5 ထိနော်ဆရာကိုင်လမ်းညွန်ထဲမှာဆရာလမ်းညွန်စာအုပ်ထဲမှာအကုန်အဲ့ဒီဟာပါတယ်ပေါ့နော်ဆရာလမ်းညွန်စာအုပ်ထဲမှာပါပါတယ်အဲ့တော့ကျမတို့က